Hello everyone ဒီနေ့ parcel လေးတစ်ခုရောက်တယ်ဘာလဲလို့မပြောခင်မှာငယ်လေးဟိုတလော unboxing လေးတင်ထားတယ်အဲ့ဒါကStrandberg ရဲ့ Pliny NX6 လေးပေါ့နော်ဆိုတော့သူပြဿနာပါလဲဆိုတော့ခေါင်းမရှိတဲ့အတွက်ချိတ်လို့မရဘူးပေါ့နော်နေရာမှာလဲချိတ်ဖို့ဆိုပြီးတော့လိုက်ရှာတယ်ဈေးကတော့တော်တော်များလို့မဝယ်ခဲ့ဘူးပေါ့လေဘတ်3000လောက်ကြာတော့ချင်းမကောင်းဘူးပေါ့နားနဲ့ဘယ်လိုလုပ်လို့ရမလဲဆိုပြီး DIY လေးလိုက်ရှာတယ် DIY လေးလိုက်ရှာရင်းနဲ့ idea လေးရောက်သွားပါတော့3D printing နဲ့လုပ်မယ်ဆိုပြီးအခုဒီ MKK shop ကနေပြီးတော့Strandberg modern 6ကျိုးပေါ့နော်ချိတ်တဲ့ wall hanger လေးမှာခဲ့တာပေါ့နော် okay ဆိုတော့တော်တော်လေးနဲ့မိုက်တယ်သူက 3D printing ကိုမှအပြည့်တွားထားပြီးတာဆိုတော့ body ကအပြည့်ပဲဆိုပဲ 3D printing နဲ့အလိုက်တဲ့ service ကဘယ်လောက်ပဲကြာလဲဆိုတော့မြန်မာငွေ18000ကျပ်ပဲကြာတယ်Delhi ကတော့3500ဆိုတော့21,500ပေါ့လीเนาะဆိုတော့3,900ခွဲကုန်မဲ့စာဒီ21,500နဲ့ရတာကိုတော်တော်ကြီးကိုရင်းနှက်ပါတယ်လို့ခုလိုမျိုးကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်